ဒီနေ့မှာတော့ကျွန်တော်ကနိုဝင်ဘာလလစာကပရီကွန်တွေတော့ပေါ့နော်ဖတ်ကြားပြီးမှဖြစ်ပါတယ်ကဲထောင်းတာတိုင်းလေးလူမျိုးရေးကန်ဆက်ကြတာပေါ့နော်လူမျိုးရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ဒီကပရီကွန်တွေပေါ့နော်ကပရီကွန်တွေဆိုတဲ့အတိုင်းပဲကပရီကွန်မှာပဲလူမျိုးရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်ဒီနိုဝင်ဘာလထဲမှာပေါ့နော်လူမျိုးရေးနဲ့ပတ်သက်ပြီးကိုရိုင်းကပေါ့နော်ဒီလူတကာနဲ့စကားပြောဆက်ဆံနေရမှာမလို့ချင်တော့ဖြစ်တတ်တယ်လို့မြင်နေပေါ့နော်လူမျိုးရေးနဲ့ပတ်သက်ပြီးကတော့ဒီမှာအခြားတော့ပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေရှိမယ်ဒီလူတွေနဲ့ပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်အတွက်အချိန်ကောင်းတွေအများကြီးရနိုင်တယ်ပေါ့နော်ဒါပေမဲ့လေကိုရိုင်းကအဲ့လိုအချိန်ကောင်းတွေရနိုင်ပေမဲ့ဒီဟာတွေကိုပြောမယ်ဆိုရင်ရွေးချယ်ပဲနေပေါ့နော်ကိုရိုင်းကကိုယ့်အကိုတယောက်တည်းနေဖို့ပဲရွေးချယ်နေတတ်တယ်လူမှုဆက်ဆံရေးမှာသိပြီးတော့ပေါ့နော်စိတ်ဝင်စားနေရမျိုးဒီဟိုင်းနဲ့ပတ်သက်ပြီးတော့မလုပ်ချင်တာမျိုးစိတ်မပါနေရမျိုးဖြစ်နေတတ်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါကြောင့်လေပေါ့နော်ဒီလာထဲမှာကပရီကွန်တွေအနေနဲ့ပို့ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်တီးတန့်ဖြစ်လာတာတယောက်တည်းဖြစ်လာတာဒီလိုတယောက်တည်းဖြစ်နေလို့လဲပေါ့နော်အထီးကျန်နေလားဆိုတာအဲ့လိုလည်းမဟုတ်ပြန်အထီးကျန်နေရမျိုးလည်းမရှိဘူးပြောမယ်ဆိုရင်သူတို့ကိုယ်တိုင်ကဒီလိုစိတ်မပါနေရမျိုးဖြစ်တဲ့အတွက်ပေါ့နော်သူတို့ပဲရှိနေတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတော့မြင်ပါတယ်ဗျကဲအခြေပေါ့နော်အခြေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တစ်ထောင်အနေနဲ့ပေါ့နော် single လေးတွေပေါ့နော် single လေးတွေအနေနဲ့ပြောချင်တာတော့လေအခြေနဲ့ပတ်သက်ပြီးကိုရန်ပေါ့နော်မလွတ်မြောက်နိုင်သေးတဲ့ဒီပေါ့နော်အရာတွေရှိတယ်အချို့လူတွေကတော့ဒီကိုရဲ့ age တွေဒီပေါ့နော်အတိတ်ကကိုပတ်သက်ဖူးခဲ့တဲ့လူတွေဒီလူတွေစီကနေပြီးမလွတ်မြောက်နိုင်သေးတာမျိုးလေးရှိတတ်တယ်ဒါကြောင့်လည်းပေါ့နော်အခြေနဲ့ပတ်သက်ပြီးဒီနောက်ထပ်ပေါ့နော် new relationship နဲ့ပတ်သက်ပြီးတော့မရှိလာသေးတာမျိုးလေးဖြစ်နေတတ်တယ်လို့မြင်ပါတယ်အချို့သူနောက်ပြီးတော့ပေါ့နော်ဒီ relationship သမားတွေပေါ့နော်ဒီလိုကြည့်တဲ့အခါမှာတော့လေတချို့ relationship သမားတွေကဒီ toxic relationship တွေမှာနေဝင်နေရမျိုးတွေကိုကအဲ့လူကမကောင်းမှန်းသိနေတယ်ပေါ့နော်ကိုယ်တိုင်ကလည်းမပြတ်နိုင်ဖြစ်နေရမျိုးလေးဖြစ်နေတယ်လို့ကျွန်တော်တွေ့ရတယ်ဒါကြောင့်လည်းပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးပူလောင်ရတာမျိုးလေးတွေအဆင်မပြေတာမျိုးတွေတအားများနေတာမျိုးလေးဖြစ်တတ်တယ်နာကျင်ရတာတွေများနေတယ်လို့မြင်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဒီမှာတော့ဒီအခြေပေါ့နော်ကိစ္စတွေဆိုတော့ဒီချီးနေကျွန်တော်ကိစ္စမျိုးလေးမကြာခဏဖြစ်တဲ့ပုံစံမျိုးလေးကျွန်တော်တွေ့ရတယ်။ဒါကြောင့်မို့တော့ဒီလာထဲမှာတော့ပြောမယ်ဆိုရင်တော့အခြေအနေပတ်သက်ပြီးချစ်သူရေးသားတဲ့အနေနဲ့တော့တော်တော်လေးသိထားမြင်ပါတယ်။ကိုဘက်ကမပြတ်ကိုတော့မကောင်းတဲ့သူတွေကိုပေါ့နော်ပြတ်သားဖို့တော့မလေးပါနဲ့။ဒီလိုနေရာမျိုးတွေမှာပေါ့နော်ခေါင်းမာကိုတော့ကောင်းတယ်ပေါ့နော်မဟုတ်ဘဲနဲ့ကိုပေါ်ကိုနာကျင်စေတဲ့အရာပုံမှာတွားပြီးခေါင်းမာနေတာကပြောမယ်ဆိုရင်ဒီဟာမပြတ်နိုင်ပဲခေါင်းမာနေတာပေါ့နော်ကိုအတွက်ကိုသူရင်ကိုသူလိုမျိုးဖြစ်နေတတ်တယ်ပေါ့နော်ဒါကြောင့်ဒါနဲ့ပတ်သက်ပြီးတော့တေချာလေးစဉ်းကျင်နေကြပါတယ်ဒီ X ပြန်လာနိုင်မလားဆိုရင်တော့ yes ပေါ့နော် X ကတော့ပြန်လာအောင်မယ်လို့မြင်နေဟိုပေါ့နော်စိတ်ထုတ်ကဘေးကိုပြန်ရောက်လာတာမျိုးတွေမပြတ်သားနိုင်တဲ့ဒီတောက်ဆီဆက်ဆံရေးတွေပေါ့နော်ဒီလိုဟာတွေပြန်ပြီးရောက်လာအောင်မယ်လို့မြင်ပါတယ်နောက်ပြီးတော့ပေါ့နော်အိမ်တွင်းရေးပေါ့နော်အိမ်တွင်းရေးအိမ်လောင်ရှင်အနေနဲ့ပေါ့နော်ဒီအိမ်တွင်းရေးမှာတော့ပြောမယ်ဆိုရင်အဆင်မပြေမှုတွေပြဿနာတွေတအားများနေတတ်တယ်လင်မယားကြားထဲမှာပေါ့နော်ပြဿနာတွေတအားများတာမျိုးလေးဖြစ်တတ်တယ်ဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုရင်တော့ကိုယ့်ရဲ့အိမ်တွင်းရေးမှာသူသဖြင့်ဒီပေါ့နော်ဒီရောက်ခမနဲ့တမက်ရောက်ခမနဲ့ရွှေမှာပေါ့နော်ဒီဆက်ဆံရေးတွေမှာသွားပြီးတော့အဆင်မပြေတာလေးဖြစ်တတ်တယ်ဒီလိုအဆင်မပြေအောင်လဲပေါ့ဒီလိုအဆင်မပြေလို့လဲပေါ့နော်ပြောမယ်ဆိုရင်လင်မယားကြားကိစ္စတွေမှာခြားဘေးလူတွေဆွေမျိုးအတိုင်းဝိုင်းတွေလူကြီးတွေလူဝင်ပါတာတွေကြောင့်လည်းပေါ့နော်အိမ်တွင်းမှာပို့ပြီးတော့နှစ်ယောက်ကြားမှာပြဿနာတွေပိုတက်လာတာမျိုးလေးတွေပျော်ရွှင်တဲ့ဆက်ဆံရေးမျိုးမရှိနေပဲနဲ့အဲပါပေါ့နော်နားလည်မှုလွယ်တာတွေပြဿနာတွေခဏကြီးဖြစ်တာတွေဒါမျိုးတွေဖြစ်နေတယ်လို့မြင်ပါတယ်ဒါကြောင့်ပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့ partner ကိုကိုယ်တိုင်ရမယ်ပေါ့နော်ဒီနားလည်မှုပေးဖို့ရယ်ယုံကြည်ဖို့ရယ်ပေါ့နော်လိုအပ်နေတယ်ပေါ့နော်နှစ်ယောက်ကြားထဲမှာယုံကြည်မှုရယ်နားလည်မှုရယ်ပေါ့နော်ဒါတွေကိုတေချာလေးတိဆောက်နိုင်မှတာလည်းဘေးလူတွေရဲ့အနောက်ချက်တံကိုမခံနိုင်ပါမခံရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီဟာနဲ့ပတ်သက်ပြီးတော့တိထားရမှာလေနောက်တစ်ခုကနောက်ဝေကြီးနဲ့စီပွားရေးကဒီပေါ့နော်ဒီ Capricorn တွေအနေနဲ့ငွေကြီးကံကတော့ကောင်းတယ်ပေါ့နော်ပြောမယ်ဆိုရင်လူငွေကံမှာကိုကလူငွေ finance ပတ်သက်ပြီးစိတ်ဝင်စားလို့ပေါ့နော်ပြောမယ်ဆိုရင်လူရမဝင်ဘူးပြောမယ်ဆိုရင်ဒီ social ဘိုင်းမှာလုံးဝလူရမဝင်လူဝင်မဆက်တဲ့သူမျိုးလို့ထင်ရပါမယ်လေပေါ့နော် Capricorn တွေအနေနဲ့ကပြောမယ်ဆိုသူကလည်းသူကလူဝင်ဆက်နေရမျိုးလေးတွေဒီစီးပွားရေးနဲ့ပဲဒီလိုအလုပ်
ခွင်ဒီမှာပေါ့နော်သူ့နေရာနဲ့သူပေါ့နော်ပြောမယ်ဆိုရင်လူဝင်ဆက်နေတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒါပေမဲ့သူ့ရဲ့လူဝင်ဆက်နေတဲ့ပုံစံတစ်မျိုးပေါ့နော်သူများရဲ့လူမျိုး social ကြပြီးလူတကာနဲ့စကားပြောနေတာမျိုးရဲ့လို့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ပေါ့နော်ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ပေါ့နော်လုံနိုင်စွမ်းကိုအများကပြောမယ်အတိမတ်ဖြူထားတာမျိုးခံထားတာမျိုးလေးဖြစ်နေတယ်လို့မြင်ပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေဘာတွေဝင်တာဆိုတာထက်ပေါ့နော်ကိုလုံးနေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒီအဲ့ဒီအရာနဲ့ပတ်သက်ပြီးပေါ့နော်ငွေဝင်တာအောင်မြင်တာမျိုးလေးဖြစ်တတ်တယ်အတိုက်ခံကတော့ရှိမယ်အနောက်ရှက်ရှိမယ်အတိုက်ခံရှိမယ်ဒါပေမဲ့လေဒီအနောက်ရှက်အတိုက်ခံနေနဲ့ကိုလည်းပေါ့နော်ကြော်လားနိုင်တဲ့ကိုမှတက်တိရောဖြည့်ချင်းကြီးရောပေါ့နော်အကုန်ကိုမှရှိပြီးသားဖြစ်တတ်တယ်ပေါ့နော်အဆင်ပြေလိမ့်မယ်ဆိုတဲ့ပုံစံမျိုးလေးတော့မြင်ပါတယ်နောက်စီးပွားရေးပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့စီးပွားရေးပိုင်းမှာကိုယ့်ဘက်ကအောင်မြင်မှုတွေလည်းရလာမယ်အတိုက်ခံတွေလည်းရှင်းလင်းနိုင်နေမယ်အောင်မြင်နေမယ်ပေါ့နော်ဒါပေမဲ့အောင်မြင်လာတဲ့တူတူကိုဘေးနားမှာကိုယုံကြည်ရတဲ့သူလူယုံတွေပေါ့နော်ဖြည်းဖြည်းရော်နေလာမျိုးဖြစ်တတ်တယ်ကိုဖြတ်တန်းရတဲ့အချိန်မှာလည်းပေါ့နော်ကိုဘေးနားကိုရဲ့လူယုံတွေရဲ့ဒုက္ခပေးတာလည်းကြုံရတတ်တာဖြစ်တဲ့အတွက်ဒီဟာနဲ့ပတ်သက်ပြီးသတိထားစေချင်ပါတယ်ကိုဘက်ကပြောမယ်ဆိုရင်စိတ်ထားနူးညံ့တယ်ဒီနင်းညံ့တယ်တနာတတ်တယ်ပညာတတ်တယ်ဒါပေမဲ့ဒီလိုအရာတွေကိုခွင့်ကောင်းယူပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်ဒီဒါတွေကိုခွင့်ကောင်းယူပြီးတော့ကိုယ်ဒုက္ခပေးမဲ့သူတွေရောက်လာတတ်တာဖြစ်တဲ့အတွက်ကိုယ့်ကိုယ်တိုင်ရလဲပေါ့နော်ဒီအရာကိုဖုံးကွယ်ထားပြီးတော့မျိုးဆိုရင်ပြတ်သားခက်တန်မှာကြောတဲ့ပုံစံနဲ့နေရတတ်တယ်ပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ဟန်ဆောင်နေရဖြစ်တဲ့အတွက်ကိုယ့်အတွက်လည်းပေါ့နော်စိတ်ပင်ပန်းမှုရရှိရဲဆိုတဲ့ပုံစံမျိုးလေးမြင်ပါတယ်နောက်တစ်ခုပေါ့နော်ပြောမယ်ဆိုရင်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ကျမ်းမာရေးကတော်တော်လေးကောင်းမွန်နေလားလို့ပြောလို့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီမှာကျမ်းမာရေးညံ့နေတဲ့သူတွေဆိုရင်တော့မှကျမ်းမာရေးလုံးဝကြီးပြန်ကောင်းလာဖို့အနေထားမျိုးလေးတော့မြင်ပါတယ်ပြောမယ်ဆိုကျမ်းမာရေးကံပိုင်းကတော့အဆင်ပြေနေရမျိုးလေးရှိရပေါ့နော်ပြောမယ်ဆိုရင်နောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ဘက်ကဘာသာရေးပို့လုပ်တာတွေနောက်ပြီးတရားထိုင်တာဒီပဋိစိတ်တာဒီဟာတွေမှာပို့ပြီးအောင်ပြုနိုင်မယ်ဆိုရင်ကတော့ကိုယ့်ရဲ့ကျမ်းမာရေးပိုင်းကတော့ပြောစရာမရှိသလိုကိုယ့်ရဲ့စိတ်ကလည်းပေါ့နော်ပြောမယ်ဆိုရင်ပို့ပြီးတော့အရင်ကထပ်ပို့ပြီးတော့ပေါ့နော်ဒီငြိမ်လာမယ်ပို့ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်ရဲ့သိနိုင်စွမ်းသိမြင်နိုင်စွမ်းနားလည်နိုင်စွမ်းပေါ့နော်နောက်ပြီးတော့ critical thinking ပေါ့ဒီလိုဟာတွေမှာပို့ပြီးအားတာတာမျိုးလေးတွေဖြစ်လာတတ်တယ်ပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့ပေါ့နော်စူးစမ်းနေတဲ့သူတွေအနေနဲ့ဒီကိုယ့်ရဲ့ဘာသာရေးဒါမှမဟုတ်ဆိုလည်းတရားထိုင်တာပေါ့ပဋိစိတ်တာဒီလိုຢာတွေမှာမွေ့လျော်နေတာကကိုယ့်တက်ပေါ့နော်ဒီကျမ်းမာရေးတွေမှာကိုယ့်ရဲ့နေ့စဉ်ဘဝဆောင်တာတွေအတွက်ပါမှာအကျိုးရှိပါလိမ့်မယ်ပေါ့နော်ဒီလိုလေးတော့ကျွန်တော်တွေ့ရပါတယ်နောက်ခုကပညာရေးပေါ့နော်ပညာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ပညာရေးကတော့လေဒီမှာကိုရွေးလမ်းကြောင်းอ่ะပေါ့နော်ကိုရွေးချက်လမ်းကြောင်းကိုရွေးချယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တယ်ပေါ့နော်ရွေးချယ်တဲ့ထိုင်မဲ့ကိုယ့်ဘက်ကတခြားလေးလိုက်လို့ဖို့လိုအပ်တယ်အဲ့လိုမှလိုက်မလုပ်နိုင်ဘူးဆိုရင်ကကိုယ့်ဘက်ကလည်းဒါလည်းလုပ်ချင်တယ်ဒါမှလည်းအပြင်းလေးကြီးနေရဆိုရင်တော့ဘာမှတော့ဖြစ်လာမှာမဟုတ်ဘူးဘာမှမဖြစ်လာတဲ့အတူတူမှကိုယ့်စီရဲ့ဆုံးရှုံးမှုတွေရှိတတ်တယ်ဥပမာပြောမယ်ဆိုရင်အချိန်ကုန်လူကုန်အချိန်ကုန်လူပင်ပန်းတာပဲရှိမယ်ဆိုတော့ကိုယ့်တော့ဘာမှတော့ထူလာမှာမဟုတ်ဘူးဒါမျိုးလေးတွေပေါ့ရှိတတ်တယ်ပေါ့နော်ကိုယ့်ဘက်ကတခြားလေးသာလုပ်နိုင်မယ်ဆိုရင်ဒီပညာရေးတွေကပေါ့နော်ကိုလုံးတွေရဲ့ပညာရေးတွေကကိုယ့်ရဲ့အနာဂတ်မှာရှိတဲ့အနောက်ရှက်အတားအဆီးဒါတွေအားလုံးကိုဖယ်ရှားပြနိုင်ပြီးတော့ပေါ့နော်ကိုလိုဟာပန်းနိုင်ကိုရောက်အောင်သွားနိုင်မဲ့ပညာရေးမျိုးဖြစ်လိမ့်မယ်ပေါ့နော်တကယ်လို့ကိုယ်လေးလာတာ plan မျိုးမရှိသေးဘူးဆိုရင်တော့မှကိုယ့်စီပေါ့နော်ပညာရေးတစ်ခုပြောမယ်ဆိုရင်သူ့အလိုလိုရောက်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးလည်းမြင်ပါတယ်ဒါကြောင့်ဒီပညာရေးကံကတော့ဒီလာထဲမှာပေါ့ဒီ Capricorn တွေကတော့ကောင်းမွန်နေတယ်လားလို့ပြောရင်တော့မမှားဘူးပေါ့နော်ကဲဒါတော့ overall energy ပေါ့နော် overall energy ကြည့်တဲ့လောက်ကတော့ပြောမယ်ဆိုရင်အဓိကပြဿနာပေါ့နော်အခြေပေါ့နော်အခြေမှာအဆင်မပြေတော့ပြောမယ်ဆိုလူမျိုးပိုင်းမှာလည်းအဆင်မပြေဘူးလူမျိုးပိုင်းမှာမပြေတော့ပြောမယ်ဆိုရင်အလုပ်ခံမှာလည်းကိုယ်နည်းနည်းလေးအောင်ကမဆိုင်ကျင်နိုင်ဘူးပေါ့နော်ဒီလိုမဆိုင်နိုင်တော့ကိုယ့်ရဲ့အလုပ်ကလည်းဟင်းလို့မရဖြစ်တဲ့အတွက်ကိုယ့်ဘက်ကစိတ်ပင်ပန်းနေလူပင်ပန်းဖြစ်နေနေတော့မှပေါ့နော်ပြောမယ်ဆိုရင်ဒီဟာမှာအောင်ဆိုင်နေရတယ်လို့မြင်နေကိုယ့်ရဲ့စိတ်ကတည်ငြိမ်မှုမရှိရဖြစ်တဲ့အတွက်ပေါ့နော်ပြောမယ်ဆိုရင်ဒီဆုံးဖြတ်ချက်ချတဲ့အခါမှာဝေဝါးလာတာတွေကိုယ့်ရဲ့ပေါ့နော်ဒီလုပ်ငန်းဆောင်တာတွေမှာတွားပြီးထိခိုက်တာမျိုးလေးဖြစ်တတ်တယ်။ပညာနဲ့ပတ်သက်ပြီးလဲပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်ဘက်ကလုံနိုင်ကိုယ်လည်းလုံနိုင်တလောက်မလုံနိုင်တော့တာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်အနေနဲ့ကြံပေးချင်တာကတော့ကိုယ့်တက်ပေါ့နော်မကောင်းတဲ့အခြေအနေမှာဆိုလဲပေါ့နော်ကိုယ့်တက်မကောင်းတဲ့သူကိုဆွန့်ပစ်ဖို့လဲဘုံမလေးနဲ့ပေါ့နော်။ဆွန့်ပစ်ပါမကောင်းတဲ့သူကိုဆွန့်ပစ်ပါကိုယ့်ကိုယ်ကောက်ွယ်ပါပေါ့နော်ကိုယ့်ကိုယ်ချစ်ပါဒါမှသာလဲပေါ့နော်ကိုပြောမယ်ဆိုရင်ကိုယ့်ကိုချစ်မှသာနေပေါ့နော်ကိုယ့်ကိုအခြားသူကချစ်နိုင်မှာပေါ့နော်ကိုယ်တိုင်ကမချစ်တဲ့သူကိုအခြားသူကတော့ချစ်နိုင်ဖို့ဆိုတော့ဝေးရပေါ့နော်ဒါကြောင့်ဖြစ်နိုင်တဲ့ကတော့ကိုယ့်ကိုလည်းချစ်ပါကိုယ့်ကိုလည်း view ဆိုင်ပါကိုယ့်နာကျင်တဲ့သူတွေနဲ့ပတ်သက်ပြီးလည်းဝေးရနေပေါ့နော်မမန်တီတီနဲ့ဆက်ယူတဲ့အလုပ်မျိုးတော့မလုပ်ဘူးတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ရဲ့ကဲဒါကတော့ပေါ့နော်ဒီနိုမာလာစာ Capricorn တွေအတွက်ဒီတလားစာပေါ့နော်ဒီနိုမာလာစာ hot line မှာဖြစ်ပါတယ်ဗျ